Hello ဒီနေ့ထိုင်းစာပိုင်းဖတ်တော့မပီတဲ့စကားလုံးလေးတွေရှိတယ်။အဲ့ဒါတွေကိုလေ့လာကြမယ်။မာနီချွေหิ้วตะกร้าให้แม่ไหนตลาดมีคนมากและมีของขายหลายอย่างของกินก็มีของใช้ก็มีแม่ทำราคาและเลือกซื้อแต่ของดีที่ราคาไม่แพงเกินไปแม่ซื้อผ้าหวีสบู่และของกินหลายอย่างมีเกลือมะนาวปลาทูไข่และไก่แม่จะซื้อหมูกับเนื้อด้วยแต่ไม่มีไข่เพราะวันนั้นเป็นวันพระมานีเห็นผลไม้น่ากินหลายอย่างมีงอกลำไยหน่อยน่ะขอให้จึงขอให้แม่ซื้องอกใส่แล้วใส่แล้วแม่ยังซื้อของไม่เสร็จมานีเดินตามแม่อยู่นานจนหิวมองเห็นร้านหนึ่งมีของกินน่าอร่อยและราคาไม่แพงเพราะมีป้ายบอกไว้มานีจึงชวนแม่เข้าไปแม่เห็นว่าบ้านอยู่ใกล้ตลาดจึงพามานีเข้าไปซื้อกินในร้านนี้มีคนมากแม่พูดว่าร้านนี้ทำของอร่อยจึงมีคนมากินกันมากมานีพูดกับแม่ว่าเขาคงได้เงินมากนะคะแม่ถ้าขายดีก็ได้เงินมากสิลูกแม่ตอบคนขายของต้องได้เงินมากทุกคนหรือคะแม่มานีถามบางคนก็ได้มากบางคนก็ได้น้อยถ้าใครได้น้อยก็ต้องพยายามทำของให้ดีๆจึงจะมีคนซื้อแม่ตอบมานีอยากขายของบางเราจะได้มีเงินมากๆมานีบอกแม่ยิ้มด้วยความพอใจแล้วบอกกับมานีว่าดีแล้วลูกစာဖတ်သွားတဲ့အချိန်မှာမပီတဲ့စကားလုံးတွေပေါ့နော်အဲ့ဒါတွေကိုပြန်လေးကျင့်မယ်အမှန်ထွက်ရမယ်ကဒီအတန်ဖတ်လိုက်တဲ့ထဲမှာကဒီအတန်ထွက်သွားတယ်ဒီဖက်တွေကကိုမာပြီးထွက်လိုက်တဲ့အတန်တွေပေါ့နော်အဲ့တော့ဒီအတန်လေးတွေရအောင် Google Translate မှာတွားပြီးတော့အတန်ပြန်လေးကျင့်ကြမယ်ပထမဆုံးစကားလုံးလေ့ကျင့်ပါမယ်ကြအဲ့ဆိုရင်ဒီရဲ့အတန်ကကြလို့ထွက်မှာပေါ့နော်ကြော်ကြပြီးတော့ဒုတိယစကားလုံးลึกဒီအတန်ကိုထွက်ကြည့်မယ်ลึกသူကတော့ချက်ရှင်မှန်တယ်နောက်တစ်လုံးသွားမယ်ခိုင်ခေါ်အာယောခိုင်အမလေးဒီတစ်လုံးမလို့ထွက်မှာတော့ခေါ်အာယောခေါ်အာခါယောနဲ့တက်လိုက်တော့ရိုက်ခိုင်ပြန်ထွက်မယ်နော်ခိုင်ဟာမှန်တော့ပါပြီဆိုသူ့ရဲ့အတန်ကခိုင်အဲ့လိုပေါ့နော်ဟုတ်ပြီနောက်တစ်ခုထပ်သွားမယ်ငေါအဲ့ဒါလေတစ်လုံးရှင်းထွက်ရင်တော့နည်းနည်းလေးအဆင်ပြေတယ်လို့ခံစားရတယ်ပေါ့နော်โอเคဒီတစ်လုံးထွက်မယ်หน่อยนะหน่อยนะหน่อยนะนออยอไม่โทหน่อยหอนออาไม่อิดหนาน้อยหนาမှန်သွားပါပြီน้อยหนาซออาหยอစောနာကဒီအတန်နဲ့တူတူခေါ်အာယောကခိုင်ဒါဆိုရင်စောအာယောဆိုရင်ဆိုင်အဲ့လိုထွက်ရမယ်လို့ထင်တာပဲထွက်ကြည့်ရအောင်ဆိုင်ဟာမှန်သွားပါပြီဆိုင်ပြီးရင်ဒီအတန်ထွက်ကြည့်မယ်ကောလောအိုင်ไกลကောလောအိုင်မိုက်ထိုไกลအဲ့လိုဖြစ်မယ်ထင်တယ်ဟုတ်ပြီနော်ไกล
ใกล้နောက်ဆုံးတစ်လုံးပဲကြံပါတယ်บังบังบางทีบางบออางอบางบออางอไม่ถูกบ้างบางบางบ้างบ้างบางบ้างบ้างအတန်ပွန့်ပွန့်နေထွက်ဖို့လိုတယ်ပေါ့နော်နောက်တစ်ခါထပ်ထွက်ကြည့်မယ်သူကလွယ်မလို့နဲ့ခတ်တာပဲဘန်းဘန်းဘန်းထွက်ရင်လည်းမပီတော့စိတ်တည်ညစ်တယ်ဒီတလုံးမထွက်တတ်တော့ပါဘူးရှင်ထွက်နေလေးပြောပြပေးပါအောင်လို့ဒီနေ့တော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ် bye